ကျွန်တော်တို့ calendar formula အရာပြီးခဲ့တဲ့နှစ်တွေကိုပြန်ချုပ်ပေးတဲ့အခါမှာတဲ့အဲ့ဒီလိုမျိုးကြံကနန်းပြောက်ကနန်းတွေကြံကနန်းပြောက်ကနန်းတွေရဲ့သဘောတဘာဝကထားပါတခြားကနန်းတွေထားလိုက်ဒီကျွန်တော်လက်ရှိဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘက်ကကြံခဲ့တာက6နဲ့9နဲ့6တီးတဲ့ပြန်လာမယ်ပျောက်ပြီးပြန်လာမယ်ဆိုလျင်တဲ့60ရဲ့65ရဲ့69ရဲ့ပါတဲ့ဒီတစ်ပတ်အတွင်းပဲတဲ့ဒီတစ်ပတ်အတွင်းတော့မှအင်္ဂါမကျော်တဲ့ဆိုတော့ formula သမိုင်းများလိုက်မှတ်နေလား6နဲ့ပတ်သက်ပြီးမွေးကနန်း3ကပ်ပါဆိုလျင်တဲ့60ရဲ့65ရဲ့69ရဲ့တဲ့ပျောက်သီးကိုပတ်သီးအနေနဲ့မပတ်နဲ့ကျွန်တော်ပြောတာနားရှင်းလိုက်မယ်လို့ထင်တယ်နောက်တချို့လူတွေကနည်းနည်းအတ္တကြီးတယ်အစွဲလန်းကြီးတယ်နော်ပျောက်ခါမှပျောက်ရောအဲ့ဒီပျောက်ကနန်းကိုပဲပြီးခဲ့တဲ့ဘက်ကလိုက်ခဲ့တဲ့အခါကျတော့ဒီတစ်ပတ်လည်းထားလိုက်ခြင်းတဲ့သဘောတွေရှိတတ်တယ်ဆိုတဲ့အခါကျတော့လေအဲ့ဒီလိုများရှိခဲ့လျင်တဲ့ပျောက်ကနန်းကြံကနန်းတို့ကိုတဲ့ဇာတို့ပတ်သီးအနေနဲ့မပတ်ပါနဲ့နော်လာမယ်ဆိုလျင်နော်အဲ့ဒီပျောက်ကနန်း6တီပြန်လာမယ်ဆိုလျင်60 65 69တဲ့အဲ့ဒီ6တီပြန်လာမယ်ဆိုလျင်90 95 9ခွန်တဲ့နော်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့6နဲ့ပတ်သက်တဲ့မွေးကနန်း3ကွက်တီ60ရဲ့65ရဲ့69ရဲ့9နဲ့ပတ်သက်တဲ့မွေးကနန်း3ကွက်တီ90 95 9ခွန်9ပြန်လာရင်ဒါနဲ့ပဲကပ်ပြီးလာရမယ်6ပြန်လာရင်လည်းဒါနဲ့ပဲကပ်ပြီးလာရမယ်ဆိုတော့မွေးကနန်းတွေနော်ဆိုတော့ကြိုက်ရင်လိုက်ဆော့ပါမကြိုက်ရင်တော့မဆော့နဲ့သဘောနော်ကျွန်တော်ကတော့ဖြင့်အကောင်းဆုံးစူးစမ်းပေးထားတယ်ကလန်နာတွေကိုတော့ဖြင့်အကောင်းဆုံးအတတ်နိုင်ဆုံးပြန်ပြီးတော့ချုပ်ပေးထားတယ်6နဲ့ပတ်သက်ရင်60 65 69 9နဲ့ပတ်သက်ရင်90 95 9ခွန်နော်ဒါဒီကျွန်တော်ရှေ့မှာပြောခဲ့တဲ့မွေးကနန်းပြီးတော့ကျွန်တော်ထုံးစံအတိုင်းပဲ break ပါဆိုရင်ဒီတစ်ပတ်တာမှာဟူးမကျော်ကိုတဲ့ဟူးမကျော်ကကျွန်တော်တို့ဘော်တော်ဟူးနဲ့ပိတ်တဲ့အခါကျတော့ဂါမကျော်ပဲ300မှာပဲနော်ဂါမကျော်ကိုတဲ့168 break ရှိပါတယ်တဲ့1 break 6 break 10 break ပါတဲ့နော်ဆိုတော့ break က3လုံးဖြစ်တယ်ဆိုတဲ့အခါကျတော့ break ကိုအစုံလိုက်ဖို့ကျွန်တော်ပေးတာမျိုးမဟုတ်ဘူးကျွန်တော်မိတ်ဆွေများနားရှင်းပါလိမ့်မယ်သဘောပေါက်ပါလိမ့်မယ် break တစ်စုံကိုတော့မှပဲကျွန်တော်တို့ပတ်တိတစ်လုံးစာရှိတယ်ပတ်တိတစ်လုံးကိုအပြည့်ဆော့မယ်ဆိုအကွက်20ရှိတယ်ဆိုတော့အကွက်ကြီးများတယ်အစုံလိုက်တာမျိုးတွေမလုပ်နဲ့အကယ်၍များကျွန်တော်မိတ်ဆွေများထိုးဖို့အာယုံရလို့ကြိုက်လို့ဆင်ထားတဲ့နေတိုက်တွေမှာ1 break 6 break 10 break များပါခဲ့လျင်တနင်္လာအင်္ဂါမှာမပေါ့ပါနဲ့တဲ့အောက်ကွက်နေရာမှာထားတယ်ကျွန်တော်တို့ထိုးသားအားလုံးတော့ကအောက်ကွက်မိလေအမြတ်ကြံလေးပဲတဲ့နော်ဆိုတဲ့ခါကျတော့ဒီလိုမျိုးလေးတွေညံရှိတယ်လို့သုံးလို့ရပါတယ်သုံးတက်တယ်လို့သုံးလို့ရပါတယ်အသုံးတက်တယ်လို့သုံးလို့ရပါတယ်သုံးတက်ရင်ဆေးဖြစ်ပါလိမ့်မယ်နော်ဆိုရင်ကျွန်တော်မိတ်ဆွေများနားရှင်းပါလိမ့်မယ် formula သမားများတော့ကျွန်တော်ပေးခြင်းတဲ့ break တစ်စုံဒီ168 break ပါမွေးကနန်း6ကွက်ပါဆိုလျင်6နဲ့ပတ်သက်ပြီး60 65 69 9နဲ့ပတ်သက်ပြီးတော့90 95 9ခွန်ဒါလေးကိုပဲမှထားပြီးနော်ကြိုက်ရင်လိုက်စောကြိုက်ရင်3ပေါ့ဗျာနော်မကြိုက်ရင်တော့လည်းသဘောဆိုရင် formula သမားများတော့ပေးစရာပြီးသွားပြီဆိုတော့ကျွန်တော်နေတိုက်ကလေးသွားကြမယ်ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ကျွန်တော်တို့မနက်ဖြန်10ရက်8လ2026မနက်12နာရီဒါမှနဲ့ဈေးအတွက်အဖွင့်နေ့တနင်္လာနေ့ရဲ့မနက်12နာရီဒါမှနဲ့ဈေးအတွက်ကိုလည်းစိန်ခေါ်ထိုးပတ်တီကနှလုံးပဲရှိတယ်ဘာပတ်တီလဲဆိုရင်ကျွန်တော်နေတိုက်ကလေးမစခင်လေးထုံးစံအတိုင်းပဲเนาะကျွန်တော်ယခုဗီဒီယိုလေးဒီကျွန်တော်ရဲ့ channel မိတ်ဆွေများအတွက်အကျိုးတစ်စုံတရားရှိမယ်ဆိုလည်းရင်ကျွန်တော်ရဲ့ channel အသက်ကလေးကို subscribe လေးတွေနှိပ်ထားပေးမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလက်မှတ်လေးတွေပေးမယ် share လို့ရတဲ့မိတ်ဆွေများက share လို့ရတဲ့နေရာလေးတွေမှာ share ပြီးတော့ share မှု share အားလေးနဲ့ကူညီပေးမယ်နောက်ပြီးရင် comment လေးတွေရေးမယ်ပြောစရာရှိတဲ့မိတ်ဆွေများပြောစရာရှိတဲ့စကားကိုပြောပါကြည့်မရဖြစ်နေကြတဲ့မိတ်ဆွေများကလည်းကြည့်မရပါဘူးဆိုတဲ့အကြောင်းဘာကြောင့်ကြည့်မရတာပါဆိုတဲ့အကြောင်းရင်းနဲ့ရှိတာကိုလွတ်လွတ်လပ်လပ်ရေးလို့ရတယ်ဒါမှမဟုတ်ပဲငါညီရဲ့ငါမောင်ရဲ့ငါသားရဲ့အကိုတို့အမတို့အမေတို့ကတော့ပြင်မင်းကိုချစ်ပေးတာကိုရွှေပိုးဆိုရင်အမေတို့ကချစ်ပေးတာမောင်ရွှေပိုးဆိုရင်အမတို့ကချစ်ပေးတာဘလို့နေရွှေပိုးမို့လို့ကိုချစ်တာဆိုတဲ့ကျွန်တော်ရဲ့ချစ်လာစွာတော့အမားကချစ်မိတ်ဆွေကြီးများကတော့ဖြင့်အသေးလေးတွေတမဟုတ်ကြိုက်တဲ့ရုပ်ပြောင်လေးတစ်ခုခုကို comment မှာရေးပေးထားခဲ့ကျွန်တော်မိတ်ဆွေများတို့အဲ့ဒီလို comment ရေးပေးရတာတွေ subscribe နှိပ်ပေးရတာတွေ share ပေးရတာတွေဒီလိုလက်မှတ်ပေးရတာတွေကအပန်းမကြည့်ဘူးဆိုပြီးတော့ညာလည်းပဲကျွန်တော်ရဲ့ channel အသေးလေးတွက်ကြတော့ကလွန်စွာမှကိုအထောက်အကူဖြစ်တယ်ဆိုတော့အဆင်ပြေမယ်ဆိုရင်ဒီလိုမျိုးလေးတွေလုပ်ပေးစေချင်ပါတယ်ပြီးရင်ကျွန်တော်တို့နေ့တိုက်ကလေးဆက်ကြမယ်မနက်ဖြန်10ရက်8လ2026မနက်12နာရီဒါမှနဲ့အဖွင့်နေ့တနင်္လာနေ့ရဲ့မနက်12နာရီဒါမှနဲ့ဈေးမှာရိုက်ထုတ်ကြီးကြီးရစေဖို့စိန်ခေါ်ထိုးပတ်တီးကနှလုံးပဲရှိပါတယ်တဲ့ဘာပတ်တီးလဲဆိုရင်3ပတ်တီးနဲ့5ပတ်တီးပါ3ပတ်တီးနဲ့5ပတ်တီးပါတဲ့အဲ့ဒီ3ပတ်တီး5ပတ်တီးကိုတခြားတစ်ဖက်ကနေပြီးဘာနဲ့ကတ်မလဲစားသဖြင့်နော်ဆိုတော့တနင်္လာနေ့မနက်12နာရီဒါမှနဲ့ဈေးမှာ3တလုံး5တလုံးကိုစိန်ခေါ်ထိုးပါတယ်3လိုင်းလာမယ်3မဟုတ်5လိုင်းလာမယ်ဒါပေမဲ့လုံးပိုင်ကတော့ကျွန်တော်အရှိမပြောပြီးသားပါ3ပိုင်3ပတ်တီးနော်3နဲ့5မှာတဲ့လာမယ်ဆိုရင်3တီ5ထပ်ပို၍အားကောင်းနေခြင်းကြောင့်3ပိုင်3ပတ်တီးအဲ့ဒါကိုကျွန်တော်တို့တခြားတစ်ဖက်ကနေပြီးဘာနဲ့ကတ်မလဲဆိုလည်း1 6 8 9ဆိုတဲ့လေးလုံးအထီးကီနဲ့ကတ်မယ်1ပါဝါတီ6ဖြစ်တယ်1နဲ့ခတ်တီ10ဖြစ်တယ်
တနည်းအားဖြင့်6ပါဝါသည်1ဖြစ်တယ်6နက်ခတ်သည်9ဖြစ်တယ်နော်ဆိုတော့ဒီကီးနှစ်စုံကိုကပ်ပြီးတဲ့အခါမှာမထိမဖြစ်၄လုံးအထိကီးတစ်စုံဖြစ်လာခဲ့တယ်နော်ဆိုတော့ဒီကီးနဲ့ဒီပတ်သေးကိုကပ်ပြီးတဲ့အခါမှာ main ရောကနန်းသည်၄ခွက်ရှိပါမယ် domain ကနန်းသည်၄ခွက်ရှိပါမယ်လေးတိုက်ကလေးလိုက်မှန်နော်တစ်ခွက်ကောင်းကိုကျွန်တော်နောက်ဆုံးကြတော့မှရွေးပေးမယ်ထဲစီချုပ်ပေးသားနောက်ပိတ်ချုပ်ပေးသားတစ်ခွက်ကောင်းနော်မနက်10ရက်8လ2026မနက်12နာရီဒါမနဲ့ဈေးအတွက်ကိုစိန်ခေါ်ထုတ်ပတ်တီ3ပတ်တီ5ပတ်တီကို1689ဆိုတဲ့လေးလုံးအထီးကြီးနဲ့ကတ်မယ်ကပ်ပြီးတဲ့အခါမှာ main ရောကနန်း၄ခွက်တီးတဲ့3နဲ့ပတ်သက်တဲ့ကနန်း၄ခွက်ဖြစ်ပါလိမ့်မယ်31ရယ်36ရယ်38ရယ်39ရယ်ဒါသည် main ရောကနန်း၄ခွက်ပါတဲ့ဒူမိန်ကနန်း၄ခွက်သည်9နဲ့ပတ်သက်တဲ့ကနန်း၄ခွက်ဖြစ်ပါလိမ့်မယ်51 56 58 59မိန်ရောကနန်း၄ခွက်ဒူမိန်ကနန်း၄ခွက်တလက်စာထဲမှာကျွန်တော်တို့အဖွဲ့ဝင်ခေါ်တဲ့ကိစ္စကကျွန်တော် break လိုက်ပြီနော်ဒီကနေ့တနင်္ဂနွေနေ့ညနေအထိကိုကျွန်တော်အချိန်ပေးပြီးသွားပြီဆိုတဲ့ခါကျတော့လေကြာတာပရိတောက်ကြာစနေတနင်္ဂနွေ4ရက်ဆိုတော့ကျွန်တော်မိတ်ဆွေများလည်းအချိန်လုံးလောက်ရခဲ့ပါတယ်နော်ဆိုတော့အဖွဲ့ဝင်အသက်ထပ်ပြီးတော့လက်မခံတော့ပါဘူးနော်တလက်စာထဲပြောပြရစေအကယ်၍များအခုချိန်ထိမှ member ကမရောက်သေးဘူးဆိုရင်တော့ဖြင့်ကျွန်တော်ကိုတစ်ချက်ပြန်ပြီးတော့ခေါ်ပေးပါခေါ်တဲ့အခါမှာလဲအဖွဲ့ဝင်တုန်းကခေါ်တဲ့နံပါတ်နဲ့ပဲပြန်ပြီးတော့ခေါ်ပေးပါဘာကြောင့်လဲဆိုတော့ဒီနံပါတ်တွေပဲကျွန်တော်ရဲ့စာရင်းထဲမှာရှိတာတခြားနံပါတ်နဲ့ခေါ်ရင်ကျွန်တော်မပေးပါဘူးဒါလေးကိုတော့ဖြင့်နားလည်ပေးပါပြီးတော့နောက်တစ်ခုကျွန်တော်ရဲ့နံပါတ်တွေကိုတည်တည်ကြကြမှတ်ထားပေးပါ254 416 596နောက်တစ်ခုဒီ956 618 969ကျွန်တော်ဒီနှစ်ခုပဲသုံးတယ်များသောအားဖြင့်ကျွန်တော်ပင်တိုင်းကင်တာဆိုလို့ရှိရင်254 416 596ဆိုတဲ့နံပါတ်ကိုကျွန်တော်ပင်တိုင်းကင်တာနော်956 618 969ကကျတော့ကျွန်တော်တို့အလင်းအသင်းတဲ့အခါကျတော့မှထုတ်ပြီးတော့သုံးတာသို့ပေတော့ညာလဲ message ပို့တဲ့အခါတွေမှာတော့ဖြင့်956 618 969ကိုပဲကျွန်တော်သုံးတယ်ဆိုတော့ခင်ဗျားတို့စီကို message ရောက်နေပြီဆိုလို့ရှိရင်တစ်ချက်ကြည့်လိုက်ဘယ်နံပါတ်နဲ့ပို့တာလဲ956 618 969နဲ့စုံးတဲ့နံပါတ်ဆိုရင်ကျွန်တော်ပို့ထားတာဒါရွှေပို့တာဆိုတာကိုသိထားဖို့ရမယ်သိထားဖို့လိုမယ်နော်ဆိုတော့နံပါတ်ကိုသေချာမှတ်တာနံပါတ်ကိုသေချာမှတ်ထားပေးပါကျွန်တော်တို့ဒီကျွန်တော်ရဲ့နာမည်တွေကျွန်တော်ရဲ့ဗီဒီယိုတွေကျွန်တော်ရဲ့မျက်နှာတွေကျွန်တော်ဒီဘောလေကျွန်တော်ရဲ့ data တွေသုံးပြီးတော့ကျွန်တော်ခွင့်ပြုချက်မပါပါပဲနဲ့နော်ပြန်ပြီးတော့ရှင်းအောင်ပြောရရင်လိန်စားနေတဲ့ကောင်တွေရှိတယ်လိန်ပုံလိန်နီးအမျိုးမျိုးရှိတယ်ဒီထက်မှာ commercial စားတွေပိုင်းတစ်ချက်နားထောင်နော်ကျွန်တော်တို့မနေ့ကတော့ကအမားတယောက်ဖုန်းဆက်တယ်ဗျရောနယ်ကဆိုလာပဲနော်အလိန်ခံလိုက်ရတာဘယ်လိုမျိုးလိန်သွားတယ်လဲဆိုတဲ့အခါကျတော့ကိုရွှေပိုးရဲ့လက်ခွဲပါဆိုပြီးတော့နော်သူကဒိုင်ပေါ့သူ့စီကိုပြန်ပြီးတော့တင်ပေါ့ခေါ်စားပေါ့12ချက်ပေးမယ်13ချက်ပေးမယ်15ချက်ပေးမယ်ပေါ့စသဖြင့်ပေါ့နော်ဒီလိုမျိုးလိန်သွားတာပါတဲ့ထိုးသားဘက်ကနေပြီးတော့ပေးရမယ့်အချိန်ကျတော့ထိုးသားတွေကအပြေးဝပေးတယ်ဒီတစ်ပတ်ထဲမှာကျွန်တော်တို့အဖွဲ့တွေအဆင်ပြေတဲ့အခါကျတော့ထိုးသားတွေပြန်ပြီးတော့ရမယ့်အလှည့်ကျတော့သူတို့ကဘလော့သွားတာမျိုးတွေဖုန်းမကင်တော့တာမျိုးတွေလောက်သွားတယ်ဆိုတဲ့အခါကျတော့ဂျားတွေကcommission စားကောင်းချင်းရတယ်အိတ်ဆက်ရတယ်ဒီသဘောလေးတွေရှိတယ်ဆိုတော့တေးချာမှတ်ထားပေးပါကျွန်တော်ဒီလောကထဲမှာကျင်လဲနေတာ6နှစ်လောက်ရှိပြီနော်ဘယ်တုန်းကမှကျွန်တော်အထိုးမခံခဲ့ဘူးကျွန်တော်ကိုယ်တိုင်လည်းထိုးသားပဲနော်ကျွန်တော်ကိုယ်တိုင်လည်းထိုးသားပဲလက်ခွဲဆိုတာလည်းလုံးဝမရှိဘူးလက်ခွဲဆိုတာလည်းလုံးဝမရှိဘူးကျွန်တော်အဖွဲ့ဝင်တွေကိုတော့မှားပဲစကားပြောတဲ့နေရာမှာကျွန်တော်ပဲပြောတာ254 416 596 956 618 969ဒီနှလုံးကင်ပြီးကျွန်တော်တယောက်တည်းပဲပြောတာနော်ဒီ956ကတော့ကျွန်တော်အလင်းသိမှာပါကျွန်တော်ကပြောခဲ့တယ်လို့မျိုးလိုအပ်လို့ရှိရင်ကျွန်တော်ညီသေးကိုကင်ခန်းပြီးတော့သူ့ကိုတော့အဝေးမှာမထားဘူးပြောချင်ရပြောမှာဆိုလို့ကျွန်တော်သင်ပေးတဲ့တိုင်ရလောက်အတိုင်းပဲပြောရမယ်ဒီလိုမျိုးသုံးတာဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗျာဖုန်းတွေအများကြီးထားလို့ရတယ်လူတွေအများကြီးငှားလို့ရတယ်လွတ်ပေးထားလိုက်လို့ရတယ်ကျွန်တော်မလုပ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အဖွဲ့ဝင်မိတ်ဆွေတွေနဲ့ကျွန်တော်ကိုယ်တိုင်ပဲဓာတ်ရိုက်ထိတွေ့ခြင်းတယ်ကျွန်တော်မိတ်ဆွေများအဆင်ပြေတယ်ဆိုရင်လည်းကျွန်တော်ဓာတ်ရိုက်ပီတိဖြစ်တယ်အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ဓာတ်ရိုက်ကိုနားလည်နိုင်တယ်နားလည်ပေးလို့ရတယ်ဒီသဘောမျိုးလေးသုံးတာဆိုတော့ကျွန်တော်ရွှေဘိုးမှာလက်ခွဲလုံးဝမရှိပါဘူးကျွန်တော်ရွှေဘိုးအစ်စ်သည်254 416 596နဲ့956 618 969ဆိုတဲ့နံပါတ်နှစ်ခုကိုပဲသုံးတယ်တခြားနံပါတ်နဲ့ရွှေဘိုးဆိုရင်အဲ့ဒါကျွန်တော်မဟုတ်ဘူးခင်ဗျားတို့အဲ့ဒါကိုသိထားဖို့လိုတယ်အလိုင်းခံရမှာဆိုလို့နော်အဲ့ဒီခေါင်းကကျွန်တော်ပြောတဲ့အမကြီးဆိုလို့ရှိရင်90ဆိုလားပါဆိုလားနော်ဆိုတဲ့အခါကျတော့ဂျားတွေကနေအိတ်ဆက်ရမှာအဲ့ဒါတွေကနော်ဆိုတော့ခေါင်းချင်းရတဲ့ကိစ္စတွေဆိုတော့ကတေးသေးချာချာလေးကယူဆိုင်ပေးပါကျွန်တော်ကိုယ်တိုင်လည်းဘယ်တော့မှအထိုးမခံခဲ့ဘူး
နော်ဆိုတော့လက်ခွဲလဲတယောက်မှမရှိခဲ့ဘူးနော်ဒါပဲတောင်မွေးမထားဘူးကျွန်တော်ကိုယ်တိုင်ပဲ run တယ်ကျွန်တော်ကိုယ်တိုင်ပဲလုပ်တယ်နော်ကိုယ်တိုင်လဲထိုးသားဖြစ်တဲ့ခါကျတော့ဗျာခင်ဗျားတို့ဘာမသိညာမသိနဲ့ထိုးဘာမသိညာမသိနဲ့ရှောက်ထိုးနေတာထပ်စားလို့ရှိရင်ကျွန်တော်ကအနည်းဆုံးတော့နီးစက်တယ်လို့ပြောလို့ရတယ်ဆိုတော့ကတိုက်ရိုက်ကြီးမမှန်ရင်တော့အနည်းဆုံးနီးစက်တယ်လို့ပြောလို့ရတယ်ဆိုတဲ့ခါကျတော့ကကျွန်တော်များရခဲ့လျင်ကျွန်တော်မျိုးလိုမျိုးရကြပါစေဆိုတဲ့စေတနာမျိုးနဲ့ကျွန်တော်ဒီလိုမျိုးဒီလုပ်ကိုလုပ်နေတာနော်ဆိုတော့မမတော်မှကျွန်တော်ခေါ်ချင်မှခေါ်တာနော်ငတ်လို့လုပ်နေတာမဟုတ်ဘူးစိတ်ပါမှထားခေါ်တာမခေါ်တဲ့အပတ်တွေလည်းရှိတယ်ဆိုတဲ့ခါကျတော့လေအဲ့လိုမျိုးတကူတကကြီးကျွန်တော်ကရွှေပိုးရလက်ခွဲပါကျွန်တော်စီကိုတင်လို့ရပါတယ်အမကို12ချက်ပေးပါမယ်13ချက်ပေးပါမယ်15ချက်ပေးပါမယ်ဆိုရင်လောက်မယုံနဲ့ကျွန်တော်ပြောရရင်နားရှင်းလိုက်မယ်လို့ထင်တယ်နော်လိန်မုံလိန်ကြီးတွေအမျိုးမျိုးရှိတယ်ဒီကောင်တွေကနည်းနည်းလေးကျွန်တော်ဆရာကြတယ်လို့ပြောလို့ရတယ်ဆရာကြတယ်လို့ပြောလို့ရတယ်နော်လောက်တက်ကင်တက်လေးတွေဆိုတဲ့အခါကျတော့ပိပိလောက်သွားတာဆိုတော့ခံလိုက်ရတဲ့အမကြီးကတော့ဟတ်ကောပေါ့ဟုတ်လားဆိုတဲ့အခါကျတော့အဓိကပြောချင်တာကတော့အထူးဂရုစိုက်ကြပါနော်အထူးဂရုစိုက်ကြပါ254 416 956 618 969ကလွဲပြီးတော့တခြားနံပါတ်နဲ့ရွှေပိုးဆိုရင်အဲ့ဒါကျွန်တော်မဟုတ်ဘူးအဲ့ဒါလေးကိုအဓိကသိထားရင်ရပြီနော်ကျွန်တော်အဲ့ဒါလေးကိုအဓိကပြောပေးချင်တာအဲ့ဒီအမကြီးကလည်းပြောပေးပါဆရာရဲ့ကျွန်တော်ကျမလိုမျိုးနောက်လူတွေမဖြစ်ရလေအောင်ဆိုတဲ့ခါကျတော့ကျွန်တော်ကိုယ်တိုင်လည်းနောက်လူတွေမဖြစ်စေချင်ဘူးဆိုတဲ့ခါကျတော့ထည့်ပြောပေးတာဒါလေးကိုတိတိကျကျလေးနားထောင်ပေးပါ254 416 996 956 618 969ဟာလားဆိုတဲ့ခါကျတော့ဂရုစိုက်ပေးပါနော်ပြီးရင်ကျွန်တော်တစ်ခွက်ကောင်းလေးရွေးမယ်ဗျာနေတဲ့ကလေးပြန်ဆက်မယ်နော်27မိနစ်တောင်ဖြစ်သွားပြီဆိုတော့နားလည်ပေးပါလိုအပ်တာလေးတွေကိုပဲပြောတာပါနော်မလိုအပ်ဖဲနဲ့တော့အတလို့အားချောင်းနေတာမျိုးတော့မဟုတ်ပါဘူးနော်ဆိုတဲ့ခါကျတော့လေနေတဲ့ကလေးဆက်မယ်ဆိုရင်မနက်ဖြန်10ရက်8လ2026မနက်12နာရီတာမနဲ့ဈေးအတွက်ကို3ပတ်တီး5ပတ်တီးစိန်ခေါ်ထိုးဘာနဲ့ကပ်လဲဆိုရင်1689နဲ့ကပ်ပြီးတဲ့အခါမှာမေယောကနန်4ကွက်တီ3နဲ့ပတ်သက်တဲ့ကနန်4ကွက်ဘာကြောင့်လဲဆိုတော့3နဲ့5မှာလာမယ်ဆိုလျင်3တီ5ထပ်ပို့ပြီးအားကောင်းနေလို့နော်ဆိုတဲ့ခါကျတော့က3136 3839ဒါဒီမိန်အော်ကနန်4ကွက်ပါဒူမိန်ကနန်4ကွက်တီ91565859ဒါဒီဒူမိန်ကနန်4ကွက်ပါတက်ကွက်ကောင်းမိန်အော်ကနန်မှာဆိုလျင်တဲ့တစ်ဖက်က3နှစ်ခန့်5နှစ်ခန့်3နဲ့ကနေပြီးတော့3ဒီ5ထပ်ပို၍အားကောင်းနေတဲ့ကဲတော့တခြားတစ်ဖက်ကနေလည်းပဲ1689ဆိုတဲ့လေးလုံးအထီးကြီးတဲ့ကနေပြီးတော့အဲ့ဒီ3နဲ့ကပ်ပြီးလာဖို့ဆိုလျင်တဲ့3နဲ့ကပ်ပြီးလာမယ်ဆိုလျင်တဲ့6ဒီ1တွေ8တွေ9တွေထပ်ပို၍အားကောင်းနေခြင်းကြောင့်တကွက်ကောင်းမယောကနန်းဒီ36ဆိုတဲ့ကဏ္ဍတစ်ကွက်ဖြစ်တယ်တွေးရှိပါပြီဆိုရင်အားစရာတော့မလိုဘူးဘာကြောင့်လဲဆိုတော့3နဲ့5ဒီလာမယ်ဆိုလျင်ထိပ်စီးနေရာကနေတောင်အားကောင်းနေလို့တို့ပေတော်ညလဲမအားပဲတော့မနေနဲ့မအားပဲတော့မနေနဲ့သဘောတစ်ခုကခင်ဗျားတို့1000မိုးထိုးရင်900ဘိုးလောက်တော့900ဘိုးလောက်တော့အာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကကဏ္ဍများရင်မကြိုက်ဘူးတကွက်ကောင်းတောင်အားစရာမဟုတ်ဘူးဆိုတဲ့မိတ်ဆွေများလူမိုက်ကြီးများကတော့အားစရာမလိုဘူး36တကွက်ကောင်းမနက်ဖြန်တနင်္လာနေ့အဖွင့်နေ့ရမနက်12နာရီတမနဲ့ဈေးအတွက်ကျွန်တော်အကောင့်တက်ကအကောင်းဆုံးကိုစူးစမ်းပေးထားတယ်နော်ဆိုတော့ကျွန်တော်မိတ်ဆွေများကိုလည်းမိတ်ဆွေများအားလုံးကိုလည်းရစေချင်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးပဲအောင်ကြပါစေပေါက်ကြပါစေကျွန်တော်နဲ့ကန်ဆက်ကြပါစေဒါနဲ့အတူကိုဤချမ်းပါခြင်းစိတ်ဤချမ်းသာခြင်းနဲ့လည်းပဲပြည့်စုံနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရွှေပိုးပါခုနကနံပါတ်တွေခေါ်ပေးတာကခေါ်စေကျွန်တော်တို့ခေါ်စေခြင်းလို့ပေးတာမျိုးမဟုတ်ဘူးလိုအပ်တဲ့အချိန်ကြတော့မှခေါ်မလိုအပ်ဘဲမခေါ်နဲ့နော်နံပါတ်ပေးထားတယ်ဆိုတာကကျွန်တော်မိတ်ဆွေများကျွန်တော်နံပါတ်ကိုသိထားစေခြင်းတတ်ပဲ94 416 996 956 618 969ကျွန်တော်မိတ်ဆွေများအလိမ်မခံရစေဖို့နော်ဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရွှေပိုးပါကျွန်တော်မိတ်ဆွေများအားလုံးပဲအဆအဆအရာရာဂရုစိုက်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်တတ်တာပါ